ကိုယ်တော့လာရစီလေးရနော် ပြောရတာတိတ်ပြောရအော်အဲ့ဒါဒီလိုလေးရတော့တာလေဆက်သွားပြီဒီလိုလေးထောက်တယ်လောက်ပြပေးပြီးတော့လာအချင်းမှာဆင်းနေရဆိုတယ်ဒီနှောင်းပေါ်လေးတရားတစ်ခုချင်းကြားရတယ်ဆိုပါတယ်ဒါစားဒီဟာလေးဆိုရင်အပြင်မှာလည်းလာဆင်းထားတယ်အပြင်မှာလည်းဆင်းထားတယ်ဆိုတော့ဒီမှာဒီလိုလေးဆင်းထားပါတယ်နော်ဒီလိုလေးပြန်ထား sorry ဒီလိုလေးဆင်းထားပါတယ်ပြန်ထားတော့ဒါလေးဟာကျမတို့ပြီးရဟာဒီဟာလေးကအရှိသေးတယ်ကျမတို့ပြီးရဟာဒီလိုပေါ်လာရှိရလားဒါလေးဒီလိုလားဒါရှိဒီလိုဒါရှိဒါလေးအရှိလားဒါလေးကျမနဲ့ဆိုတော့ဒါလေးအရှိလားအဲ့မှာလေပွဲဝါဒီလေးက ဒီလေးရလေးအရှိပါဒါလေးအရှိပါနော်ပြီးရင်ဒီလိုလေးရပြီကိုကြိုက်လို့လာပြီးရပါပြီဒီနောက်ရတော့ကြာမှာဟာလေးနော်အဲ့လိုမျိုးလာစီမှာပါတယ်ညနေတော့ပြတ်သွားတယ်နာကုဆိုအဲ့လိုမျိုးလေးလာစီမှာပါတယ်စာအခုစာရွက်ဒီလိုလေကိုစာလေးရမှာပြီဒီကဒီလိုလေးဆန်လို့ပါအဲ့ဒါလေးကိုဒီလိုမျိုး share လေးခောက်ပါမယ်ဒီလိုဟိုပါလားအဲ့ဒါကြည့်ရအောင်ခောက်ပါမယ် ဟိုမှာသွားဖို့မကာမနဲ့သောက်ကလာပြောလို့မပြီးသေးဘူးအဲ့ဒါတော့ငါမပြတ်ဘူးလားအဲ့လိုဖြစ်တာအဲ့ဒါရောက်ဖြစ်တာဒီလိုရင်းလိုက်ကောင်းပါလားဒီလိုဆိုရင်ညီပါပဲခင်ဗျာညီပါပြီဆိုတော့ဒီလိုထည့်ချမ်းလေးကောက်လိုက်ပါမယ်ဒီလိုထည့်ချမ်းလေးခောက်လိုက်ပါတဲ့ဒီလိုခောက်လိုက်ပြီရောဒီလိုလေးထည့်ချမ်းလေးထပ်ခောက်ပါမယ်နော်ဒီလိုထည့်ချမ်းလေးအဲ့လိုခောက်လိုက်ခောက်လိုက်ပြီပြီးတော့ဒါလေးကိုပြန်ဖြတ်ပါမယ်ထားလာစောတက်တယ်ပြီးတော့ပြန်ဖြတ်ပါပြီဒီလိုမျိုးတင်းနေချောင်းလေးငါချာခုဒီလိုလာအဲ့ဒါလေးကိုအစားတော့ဒီလိုမျိုးကိုဒီလိုကနေဒီလိုကိုခောက်လိုက်တယ်အဲ့ဒီအပိတ်လေးပဲကိုညှလိုက်တယ်အပိတ်လေးပဲကိုညမယ်ဒီလိုအဟာကြီးပဲကိုညတော့ဖြတ်အောင်ဘာဖြစ်ဒီအဲ့ဒါမနော်ပြလိုက်မယ်နော်စိတ်ကကြီးညလိုက်ပါမယ်အခုဆိုဒီတော့အဲ့ဒါလေးကိုဒီလိုပြန်ဖြတ်မယ်ပြီးတော့ဒီဟာလေးကိုဒီလိုပြန်လေးမဆောက်ရမယ်ဒီလိုမျိုးလေးပြန်ဆောက်ပါမယ်တော့အမမကြီးဖောင်းနေရဆိုရင်အဲ့ဒါလေးကိုညီလေးပြန်ဖြည့်ပေးပါကိုလာပြန်လောက်ပြန်လိုက်ပါပြီအခုဒီလိုလေးဖြစ်ဒီလိုလေးဖြစ်တာအဲ့ဒါလေးကိုပြန်လေးဖြည့်မှာဒီအထဲကဒါလည်းဒါလည်းဒါလည်းဖြည့်ရအောင်ပါနော်ပြီးရင်ဒီလိုလေးလောက်ထားတာလားဒီလိုလေးလောက်ထားမယ်ဒီလိုကဒီကနော်ဟိုအဲ့လိုမျိုးရှိအောင်ဒီလိုလေးဆောင်းလို့လည်းကျက်သွားတယ်နော်အဲ့ဒါလည်းဖြည့်ကြပါမယ်ဒီမှာတော့ပြတ်သွားတယ်ကျက်သွားရတာပါဒီလိုလေးပြန်တော့ဒီလေးဖြည့်ပါအောင်ပါဒီချာလေးဖြည့်ပြီးလောက်ပါနော်ဒီကလောက်ဆိုရင်နောက်ပို့လေးဒီလိုမျိုးလေးကိုမှဖြန့်ရထားတယ်အရာလိုက်ဒီချာလေးပြန်ဆောက်ပါပါခုဆိုရင်တော့နောက်ပို့လေးတစ်ခုရပါပါပြီနောက်ပို့လေးတစ်ခုရပါဒီလိုလေးရပါပါပြီးရင်အဆူးဆက်နေတဲ့နေရာကိုညလိုက်ကြမယ်ဝါမေ့လာတော့မှာတော့ညကြမယ်ဒီနေ့ဖြောပါလေအဲ့ဒါတော့ကျွန်မအလားစင်ပါမယ်ဒါလမ်းစင်နေနောက်ဒီရလေးလုပ်ပြပါအောင်မယ်လမ်းစင်နေနောက်ဒီရလေးကိုခဏတိုင်းနောက်ပေါ်လေးခုစာရတယ်နောက်ပေါ်လေးခဏတိုင်းပြန်ဖြစ်လေအဲ့ဆိုတော့ပထမဒါလေးကိုပွင့်ဒါကျွန်မညီမလေးကပါကျွန်မညီမလေးကအ
ဆင်းအောင်လေးကြိုက်တယ်ဆိုတော့ကျမလည်းကျမမာကာပင်ကျမမာကာဘူးလေးချစ်တယ်ပါပါပြီဒါဆိုတော့ကျမဒီဖြောင်းကိုပေါ်လေတော့ဒီလိုလေးတဲ့ဖွင့်လာနေရတယ်ဟိုကွယ်ဒီလိုလေးပဲညာဆိုတော့ဖွင့်လိုက်ပြန်လာပြီဆိုတော့ကျမဒီဟာကိုခဏလေးထားတာနော်ဒီမှာရချင်ရောင်းဆုံးတာအနီရဲ့အစီရဲ့အနီအဝါကြီးကျမလက်ထဲကိုအဲ့တော့ဆုံးရောက်ပါစေ။ဘာတော့မလဲစီ။ဒါကျမကဒီမှာဘယ်လိုလားရှင်မလဲတော့ပြောပြသေးပါဦးနော်။ဒါရှင်မလဲတော့မပြောရအောင်။အခုဆိုလောက်လိုက်ပါပြီ။ဒီမှာအမှန်တော့ပါ။အခုဆိုလောက်လိုက်ပါ။လေးပြောရဲဒီမိုင်းမှာနိုင်ငံတော်လာကြတယ်ခုကောင်ရဲတလားဒီမှာအဲ့လိုနိုင်ငံတော်လာနေမျိုးဒီမှာကလည်းအဲ့လိုနိုင်ငံတော်လာလို့ကြိုက်တဲ့ဆိုတော့အဲ့လိုပြန်ပြန်ပြီနော်ပြီးတော့ကျမလာထောင်မယ်ဟိုဒါလိုထုတ်ပါလေလဲလူတော့စိတ်တထားမှချက်ပါမလာတဲ့ငါတဲ့မှာလည်းရောက်ဒါကျမအလားစီလိုပါတယ်ထိုက်ကြပါအောင်လေးပါပါပြီအဲ့တော့ဘုံရောလဲကျွန်မချစ်ချင်းဟာချက်လိုက်ပါဦးမယ်